Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ပရော့လေးရတော့ဝမ်ဘန်ကောက်မှာရှိတဲ့ Bar and Restaurant Indoor Area အတွက် furniture လေးတွေကိုအစားဆုံးဆက်အပ်လုပ်ပေးမယ်ဘလော့လေးပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ Indoor Area အတွက် furniture တွေကိုတွားပြီးတော့ပို့ဆောင်ရဖြစ်ပါတယ်ခင်ဗျာထုံးစံအတိုင်းပစ္စည်းတွေကိုအထဲမှာပဲဆက်အပ်လုပ်ပါတယ်ဆိုင်ရဲ့ဒီဇိုင်းကတော့ပြင်သစ် style France inspire ယူထားတဲ့ restaurant bar ဖြစ်ပါတယ်အရန်ကိုခစ်မိပြီးတော့စတိုင်ကျတဲ့ European vibe ကိုရရှိမှာပဲဖြစ်ပါတယ်ဒါကတော့ admin တို့အားလုံးဆက်အပ်လုပ်ပြီးတော့နောက်ဆုံးမြင်တွေ့ရတဲ့အပိုင်းလေးပဲဖြစ်ပါတယ်ခင်ဗျာအစားအဆုံးစိတ်ဝင်စားနေကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ